ကျွန်တော်တို့ဒီ my site device တွေကိုဟိုပါပေါ့နော် add လုပ်တဲ့ချိန်မှာ add လုပ်တာဒီ my site cloud ကနေမဟုတ်ဘဲနဲ့ဒီ gateway မှာ add လုပ်တာပေါ့နော်အဲ့တော့ပြန်ပြောပါမယ် add လုပ်တဲ့နည်းနှစ်နည်းရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ cloud နဲ့ချိန်ထားပြီးတော့ cloud ကိုဝင်ပြီးတော့ add လုပ်တာရယ် device ကို add လုပ်တာရယ် device ဖြစ် gateway ဖြစ်ဖြစ်ပေါ့နော် cloud ကိုဝင်ပြီးတော့ cloud ကနေတဆင့် cloud ကနေ direct ပေါ့နော် add လုပ်လို့ရတယ်နောက်တစ်ခုကဒီကိုယ့်ရဲ့ gateway ပေါ့နော် cloud နဲ့ချိန်မထားဘူး gateway ကို cloud နဲ့ချိန်မထားဘူးသို့မဟုတ်တခြား cloud နဲ့ချိန်ထားတယ် my site cloud မဟုတ်တခြား cloud တွေနဲ့ချိန်ထားတယ်တခြားဒီနဲ့အသုံးပြုနေတဲ့ချိန်မှာ device ကို gateway နဲ့ချိန်မယ်တနည်းအားဖြင့် add လုပ်မယ်ဆိုရင်เนาะ add လုပ်တဲ့ချိန်မှာဖြစ်တတ်တဲ့ပြဿနာပေါ့နော်ပြဿနာဆိုတာပထမဆုံးချိန်တဲ့အချိန်မှာဖြစ်နေတယ်เนาะ gateway ကိုပထမဆုံး configuration လုပ်ပြီးတဲ့အချိန်မှာဖြစ်နိုင်တဲ့ပြဿနာပေါ့နော်ကျွန်တော်တို့ဒီမှာ add ဆိုပြီးတော့နှိပ်လိုက်တယ် add ဆိုပြီးတော့နှိပ်လိုက်တဲ့အချိန်မှာဒီမှာ device name ဒီမှာ description နဲ့ဒါရေးပေးရမှာပေါ့နော်ရေးပေးရမယ်အဲ့တော့ device EUI ထည့်ပေးရမယ်ပြီးရင် device profile ပေါ့နော် class A B C စသည်အားဖြင့်ပေါ့ပြီးရင်ကိုချိန်ချင်တဲ့ cloud ပေါ့နော် cloud ရဲ့တခြားကိုယ့်ရဲ့ cloud တွေပေါ့နော်ပြီးရင် payload code ကတော့ဘာလဲဆိုတော့ဒီမှာကိုယ့်ရဲ့ custom payload code ရှိတယ်တခြား payload code တွေလည်းရှိတယ်ပေါ့နော်အဲ့တော့တခြား payload code တွေကတော့ဒီ cloud နဲ့ချိန်ထားတယ်သူကသူ auto ပေါ်လာတယ်ဆိုတော့သဘောရှိတာပေါ့ဗျာအဲ့တော့ဘယ်ချိန်မှာလဲဆိုတော့ဒီ EUI ရိုက်ထည့်လိုက်တဲ့အချိန်မှာတော့ EUI နဲ့သက်ဆိုင်တဲ့သူရဲ့ payload code တွေကတော့ auto ပေါ်လာတတ်တယ်ပေါ့နော်ပြီးရင် application key ပေါ့ဒါကိုထည့်ပေးရတယ်ဒါဆိုရင် save and apply ဆိုရင်ဒါအဆင်ပြေသွားပြီပေါ့အဲ့တော့ပြဿနာကဘာလဲဆိုတော့စချင်း configuration လုပ်ပြီးတော့စသုံးတော့မယ့်အချိန်မှာဘာပြဿနာရှိလဲဆိုတော့ဒီ class OTAA เนาะဒီ class device profile မှာရွေးစရာမရှိဘူးဆိုတဲ့အနေအထားဖြစ်တတ်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ save and apply လုပ်လို့မရဘူးเนาะ payload code တွေเนาะအဲ့ဒါလုပ်လို့မရဘူးအဲ့ဒီပြဿနာကဘယ်ချိန်မှာဖြစ်တာလဲဆိုတော့เนาะကျွန်တော်ကြုံလိုက်ရတဲ့ဟာကဘယ်ချိန်မှာစဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာ general မှာmy site cloud ကိုသုံးမယ်ဆိုရင်ဘာလုပ်ရလဲဆိုတော့ platform mode ကိုဒီမှာon ပေးရတယ်เนาะဒါဆို my site IoT cloud ဆိုပြီးတော့ဖြစ်သွားတာပေါ့เนาะဖြစ်သွားပြီးတော့ဒီမှာ save and apply လုပ်ရတယ် apply လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်လာမလဲဆိုတော့เนาะ apply လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒီ application မှာဒီနံပါတ်1နေရာမှာ cloud เนาะ name က cloud description က cloud ဆိုပြီးတော့သူကသူ auto ပေါ်လာတယ်เนาะ auto ပေါ်လာတယ်အဲ့လိုမျိုးမလုပ်လိုက်ဘူးဆိုရင်ဘာလဲဆိုတော့ဒီနေရာမှာဘာလို့ cloud ဆိုတဲ့ဟာကရှိမနေဘူးเนาะရှိမနေတဲ့အတွက်ဘာဖြစ်လဲဆိုတော့เนาะဒီ device ကို add လုပ်တဲ့အချိန်မှာဒီ class ABC ဆိုတဲ့ဟာရွေးစရာပျောက်နေတတ်တယ်เนาะရွေးစရာဘာဖြစ်နေလဲပျောက်နေတတ်တယ်เนาะပျောက်နေတတ်တယ်ဒါဆိုရင် device ကို add လုပ်လို့မရဘူးအဲ့လိုမျိုး add လုပ်လို့မရဘူးဆိုရင်ကျွန်တော်တို့ကဘာကိုသွားလုပ်ရမလဲဆိုတော့ဒီမှာ platform mode เนาะconfirm လုပ်လိုက်ဒီမှာ save and apply လုပ်လိုက်เนาะပြီးရင်ဒီမှာ cloud ဆိုတာပေါ်လာလိမ့်မယ်အဲ့တော့ပေါ်လာတဲ့အချိန်ကြာမှဒီမှာပြန်ပြီးတော့ platform mode ကိုဖြုတ်ရင်ဖြုတ်လိုက်เนาะဒါဆိုရင်ဖြုတ်လိုက်ပေါ့เนาะ platform mode ကိုဖြုတ်လိုက်ဒါဆိုရင်ဒီ device ကို add လုပ်တဲ့အချိန်မှာဒီ class ABC ပေါ်လာလိမ့်မယ်အဆင်ပြေသွားပါလိမ့်မယ်เนาะဒါကကျွန်တော်ကြုံလိုက်ရတဲ့ပြဿနာပါเนาะဒီ gateway မှာ device ကို add လုပ်တဲ့အချိန်မှာကြုံလိုက်ရတဲ့ပြဿနာဖြစ်ပါတယ်เนาะ okay ကျေးဇူးပါ